သာလူဇောပါရခိုင်တတိဖြစ်ပါတယ်ခင်ဗျအာယခပြည်သူတော်လှန်ရေးအစိုးရအနေဖြင့်မွန်တော့တွင်ကွန်ပါရီနေ့အတွက်အာယခပြည်သူတော်လှန်ရေးအစိုးရကအသားဟင်းလူတန်းကြောင်းဇွန်လခရက်နေ့တွင်ကျင်းပပြုလုပ်မိမွန်တော့ဒေသရှိကွန်ပါရီနေ့တွင်အာယခပြည်သူတော်လှန်ရေးအစိုးရမှဒေသခံမွတ်စလင်ပြည်သူများအားအသားဟင်းလူတန်းသွားမည်ဖြစ်ကြောင်းကျွန်တော်တို့တင်ရရှိခဲ့ပါတယ်ခင်ဗျကျွန်တော်တို့ဒီဇွန်လ6ရက်နေ့နေ့လယ်2နာရီခန့်တွင် ULA/AA စိတ်ဖက်အရာဖက်ခေါင်းဆောင်များနဲ့မွတ်စလင်ဘာသာရေးခေါင်းဆောင်များပလီဆရာများအပါအဝင်ကြေးရွာဥက္ကဋ္ဌများနဲ့ပြည်သူများ300ခန့်100ခန့်ကြောင်းကိုလည်းကျွန်တော်တို့ဒီဓာတ်ပုံနဲ့တကွဗီဒီယိုဖိုင်နဲ့တကွကျွန်တော်တို့တွေ့ရတာဖြစ်ပါတယ်။ကွန်ပါရီပွဲကိုရခိုင်ကမွတ်စလင်များနေအိမ်တွင်ကျင်းပပြုလုပ်ခဲ့တော်လဲလက်ရှိတွင်အာယခပြည်သူတော်လှန်ရေးအစိုးရကဥဆောင်ရွက်အခမ်းအနားပြုလုပ်ပေးကမွတ်စလင်အသံအဝိုင်းကပြောဆိုခဲ့ကြပါတယ်ခင်ဗျ။ဘုလိုကွန်ပါရီနေ့ပြုလုပ်ပေးခင်အမေသားများလှူဒန်းခင်သည့်ဒေသအတွက်မတူညီသည့်လူမျိုးစုများကြားမှအပြန်အလှန်လေးစားမှုတကယ်တော့ငင်းရှမ်းစွာအတူရှင်တွေ့နေထိုင်ရဲ့ကိုမြင့်တွင်ပေးခေါင်းဘာသာရေးခေါင်းဆောင်များကပြောဆိုခဲ့ကြပါတယ်ခင်ဗျ။ दूर मारी वाला बड़ी लंबा के दूर रे की दे ऊन फेटी फलाई की दे बैठा की नारा मारी वाला बड़ी लंबा के दूर ကျွန်တော်တို့ဒီနှစ်ပေါင်း80ကျော်တိုင်ပေါ့နော်ကျွန်တော်တို့လွတ်လပ်ရတဲ့နေကပင်ဆက်လို့ကျွန်တော်တို့ဒီလိုတစ်ခါမှမလုပ်ခဲ့ဘူးတဲ့နော်အဲ့ဒါကိုအခုဟာကျွန်တော်တို့အာယခပြည်သူတော်လှန်ရေးအစိုးရရဲ့လှုပ်ဆောင်ချက်တွေဟာစိတ်မှန်စေတနာမှန်နှလုံးသားမှန်တဲ့ကိုရိုးရဲ့တမ်းပြေကိုရိုးရဲ့နေမြေထင်းမှနေကြတဲ့ပြည်သူတွေကိုရေဝေသားကဲ့သို့ရှိခင်မြတ်နိုးစော်နဲ့ကျွန်တော်တို့ဘာသာရေးကိုကျွန်တော်တို့အမှုမထားပဲနဲ့ကျွန်တော်တို့ဘာသာကိုကြိတ်တဲ့ဘာသာကိုကိုယ်ွယ်ခွင့်ရှိတာပေါ့နော်အဲ့ဒီကြောင့်ကျွန်တော်တို့အာယခပြည်သူတော်လှန်ရေးအစိုးရအနေဖြင့်ဒီလိုဒီမွတ်စလင်တွေရဲ့နော်အခုလောကွန်ပါရီပွဲတော်နေ့မှာအသားဟင်းတွေလှူဒန်းပေးခဲ့တယ်ဆိုင်တွေလှူဒန်းပေးခဲ့တယ်ဒါဟာနော်ကျွန်တော်တို့အတူတကွရှင်တွဲနေထိုင်ကြတဲ့ပြည်သူတွေကိုကျွန်တော်တို့ပြည်သူတော်လှန်ရေးအစိုးရအနေဖြင့်ဘလောက်ထိရှိခေရှိတယ်လဲဆိုတာကိုလက်တွေ့ပြသခဲ့တာဖြစ်ပါတယ်နော်အေကဒီလိုပွဲလုပ်ပေးတာဟာကောင်းပါတယ်အသက်လှူတာဒေသအတွင်းကမတူညီတဲ့လူမျိုးစုတွေလေးစားမှုဖြစ်ပါတယ်ဒါဟာဘာသာရေးလောလောခွင့်ကိုပြသရတယ်လို့ပြည်သူအတွက်လည်းငင်းရှမ်းစွာအတူရှင်တွေ့နေထိုင်ရ